PC မကလူတယောက်ရဲ့ခေါင်းပေါ်မှာသူ့ညကနန်းတစ်လုံးပေါ်နေတာကိုသတိထားမိလိုက်တယ်။သူမကချက်ချင်းပဲအမေကိုပြောလိုက်တယ်။ဒီလူဒီနေ့တည်တော့မယ်။အဲ့ဒီစကားကြားတာနဲ့အဲ့ဒီလူကဒေါသထွက်သွားပြီး PC မကသူ့ကိုချိန်ဆနေတယ်လို့ထင်သွားတယ်။ PC မရဲ့အမေကအလင်းအမြန်ရှင်းပြလိုက်တဲ့သမီးလေးမှာထူးခြားတဲ့စွမ်းရည်ရှိတယ်။လူတိုင်းရဲ့အသက်လက်ကျန်ချိန်ကိုမြင်နိုင်တယ်လို့ပြောပြလိုက်တယ်။ဒါပေမဲ့အဲ့ဒီလူကအတိတ်ပဲမရှိတဲ့စကားတွေလိုပဲသဘောထားလိုက်တယ်။အဲ့ဒီအချိန်မှာပဲ PC မကနောက်ထပ်ခရီးတဲ့တယောက်ရဲ့ခေါင်းပေါ်မှာလည်းသူ့ညကနန်းပေါ်နေတာကိုတွေ့လိုက်ရတယ်။သူမမနေနိုင်တော့ပဲထပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့ခဏအတွင်းမှာပဲ PC မရဲ့မျက်နှာဖြူလျှော့သွားတယ်။ဘာကြောင့်လဲဆိုတော့လေရင်ပေါ်ကခရီးတဲ့အားလုံးရဲ့ခေါင်းပေါ်မှာသူ့ညကနန်းတွေပေါ်နေလို့ပဲဖြစ်တယ်။အမေကအခြေအနေဟာဘယ်လောက်ထိအန္တရာယ်ကြီးမားနေလဲဆိုတာချက်ချင်းနားလည်သွားတယ်။သူမထွက်ပြီးအော်ပြောလိုက်တယ်။ဒီလေရင်မပြန်တန်းရဘူးပြန်တန်းလိုက်ရင်ကျမတို့အားလုံးသေကုန်လိမ့်မယ်။ခရီးတဲ့တွေကတော့သူမပြောတာတွေကိုအယူစကားလိုပဲထင်နေကြတယ်။လေရင်မယ်တွေရောက်လာပြီးဘာကြောင့်ဒီလိုပြောနေရတာလဲလို့မေးကြတယ်။အဲ့ဒီခါ PC မရဲ့အမေကသမီးရဲ့စွမ်းရည်အကြောင်းရှင်းပြလိုက်တဲ့ဒီနေ့အစောပိုင်းမှာဈေးဝယ်နေတော့ PC မကမကြခင်တေတော့မဲ့အမျိုးသမီးတယောက်ကိုတွေ့ခဲ့ကြောင်းသူမကိုသတိပေးခဲ့ပေမဲ့မယုံကြည်ခဲ့ကြောင်းပြောပြတယ်။အစပိုင်းမှာအမေကိုယ်တိုင်တော့မယုံခဲ့ဘူးဒါပေမဲ့သတိပေးပြီးမကြခင်မှာပဲအပေါ်ထက်ကပန်းအိုးတစ်လုံးပြုတ်ကြပြီးအဲ့ဒီအမျိုးသမီးကိုထိမှန်ခဲ့တယ်။ဒီအကြောင်းကိုကြားပြီးနောက်ခရီးသည်တွေကပိုတောင်အောင်ပြောင်လာကြတယ်။သူတို့နှစ်ယောက်ကလူတွေကိုလှည့်စားဖို့ဇလန်းထွင်နေကြတာလိုပဲထင်နေကြတယ် PC မရဲ့အမေကလေရင်ပြတ်ကြမယ်လို့ထပ်မံသတိပေးပေမဲ့ဘယ်သူမှမယုံကြဘူးလေရင်ထွက်ခွာဖို့အနှောက်အယှက်ဖြစ်နေတဲ့အတွက်လုံခြုံရေးဝန်ထမ်းတွေရောက်လာပြီး PC မတို့သားမိကိုအတင်းကျပ်လေရင်ပေါ်ကဆင်းခိုင်းလိုက်တဲ့နောက်ဆုံးမှာလေရင်ကပုံမှန်အတိုင်းပြန်တန်းထွက်ခွာသွားတယ်လေထဲရောက်သွားတဲ့အထိခရီးသည်တွေကသူတို့ကိုနှောင်ပြောင်နေကြစေပဲရုတ်တရက်လေရင်ပတင်းပေါက်မှာအကွဲကြောင်းတစ်ခုပေါ်လာတယ်PC မပြောခဲ့တာအမှန်ဖြစ်သွားတယ်လေရင်ပြတ်ကျသွားခဲ့တယ်အဲ့ဒီအချိန်ကျမှလူတွေက PC မပြောတာမှန်ကြောင်းသိလိုက်ကြပေမဲ့အရာအားလုံးနောက်ကျသွားခဲ့ပြီးရဲ့အနေငယ်ကြပြီးနောက် PC မရဲ့မိဘတွေကသူမကိုကြောင်းလိုက်ပို့ကြတယ်ဒါပေမဲ့ခမ်းမကြီးတွေကိုဝင်လိုက်တာနဲ့ PC မရုတ်တရက်ရက်တန့်သွားတယ်သူမရဲ့မျက်လုံးတွေပြူးကျဲသွားတယ်ဘာကြောင့်လဲဆိုတော့ခမ်းမတွေကလူတိုင်းရဲ့ခေါင်းပေါ်မှာတုံးညကနန်းတွေထပ်ပေါ်နေလို့ပဲဖြစ်တယ်ဒီတစ်ခါတော့လေရင်ပေါ်မဟုတ်ဘူးကြောင်းခမ်းမကြီးထဲမှာဘုံတစ်လုံးကိုလှုပ်ဝက်စွာထောင်ထားခဲ့တာဖြစ်နေတယ်